နဲ့ဂိမ်းလေးကိုကျွန်တော်ဒီနေ့စဆော့မှာဖြစ်ပါတယ်ဟာခုမုံနိုင်လာနေမိုးတွေအုံနေဆိုတော့ဘာမြဲဖြစ်မလဲလေမုံနိုင်ညံတိုက်မလားမိုးချိုးညံပြည့်မလားပြစ်တင်ညံမိုးချိုးမလားဆိုတော့ဟာရာဒီဥတုဆိုတော့ဖောက်ပြန်သွားရင်မှရှိတယ်တာရတာတော့ကိုရုပ်ဖြစ်ဖောက်ပြန်သွားတော့တို့ရေတော်ရုပ်မှကြရတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ခွင့်လို့ပြပါကျွန်တော်ဘလို့ပဲပြောခွင့်လို့ပြမရပါနဲ့ခွင့်မလို့ချင်းကျွန်တော်ပါလာရိုက်ပါပါနော်ဘာဖြစ်လို့လဲဆိုတော့ဒီမိုးအောင်လာကျွန်တော်မိုးအောင်လာဆိုတော့ကျွန်တော်လုံးဝမတိုက်တဲ့အလုပ်ဆိုဒီလိုပဲပြောပြပါတယ်ခွင့်လို့ကိုတော့လိုပါတယ်ဟဲ့ငါဝင့်လေဟဲ့ချလေဟဲ့ဘာလဲဟာတီကလုံးမဖြစ်သွားရဲ့ဟဲ့ကလုံးမဖြစ်သွားပြီဟဲ့လုံးမဖြစ်သွားပြီသွားပြီကိုညီမောင်ရှော့လိုက်တာဟဲ့ငါကလုံးမကြီးဖြစ်သွားပြီတော်ဆိုးတာပဲလေစနမတန်းလိုက်တာဟဲ့ဒီမောင်နဲ့နောက်တော့ကလုံးမဒီကလုံးမအသက်တောင်မရှိတော့ဟာဟဲ့ဒီစနမောင်ဟဲ့ဘလောက်တော့တိုးတာလဲနင်းထဲမှာသွားနေမှရမှာပေါ့ဒီမှာနေရကွာတိတ်ရောကွာဘေးမကင်းဘူးနော်ဟဲ့ဒီစနမောင်ငါနောက်လိုက်နေရဟာဟဲ့တန်းရငါတော့ဘူးလားဟာမဖြစ်ပါဘူးလေဒီထဲမှာနေရကောင်းလေလက်တစ်ဖက်ပါနှွှတ်ထွက်သွားအောင်လေဟဲ့ no ဘာလဲဟာno rabbi ကျန်းလိုက်တာဟဲ့ဒီစနမောင်ဒီတော့တော်ချင်းနေစိုးရသလားငါတို့လူတွေပေါ့သိသွားကြရင်ဒီကောင်းမှာနေမစခံသွားမယ်နေမစခံလည်းလေရှိတော့ပဲကဲပိုက်ဟဲရှောက်ရောက်တော့လုံးနိုင်နေတော်ရက်ဆက်တယ်ဒီစနအောင်ဒီမှာပဲမင်းတို့စီကိုလာကြည့်ရပြင်းလို့လာကြည့်အခုပြန်ဝဲတိကြရအောင်ပါဆိုတော့လေမင်းတို့စီကိုလာကြည့်လို့မရတော့ဟိုမှာရိုးကြောက်ဟဲဒီစနမောင်ကျန်းနေဟိနော်တို့ဟဲ့ပျောက်သွားနောက်ခါတော့ဒီစနမောင်မဖြစ်ပါစေနဲ့လို့ပဲဆုတောင်းတယ်ကဲကျွန်တော်တို့တွေအခုတော့ပောက်ကူပိုင်နေစေတဲ့အထင်ကြောင့်သွားမှာဟုတ်တယ်နောက်နေ့ကျမှကျွန်တော် episode 5ကိုဆော့ပြရမယ်ဗျအခုက error တွေပါလေတက်နေရဗျကျွန်တော်ယုံပြရမယ်ကြည့်လိုက် app video နှစ်ပုတ်တင်ပြမယ်ဘယ်3စက္ကန့်မှာပဲကျန်နေလို့ဗျကျွန်တော်နည်းနည်းလေးကြောင်နေလို့အဲ့ခင်ရကျွန်တော်ဒီ game လေးကိုပဲအရင်ဆော့ပြရပါမယ်ကျွန်တော်နည်းနည်းလေးခွင့်လို့ပေးပါတော့တောင်းဆိုချင်ပါတယ်ကဲဒီ game လေးပဲခဏဆော့ပြရပါဦးနောက်ပြီးမှနောက်ထပ်ဒီ game ကျွန်တော်ထပ်မံစူးစမ်းပြီးဆော့ပြရမယ်ဗျာကျွန်တော်ခုတော့ဒီထဲဝင်လိုက်မယ်ဒီ game ချိုးနေလူတွေ sorry ကျွန်တော်လည်းဆော့စီရမရှိတော့လို့နော်ကဲအပချိုက်ဆိုကြည့်ကြတော့ပြကြမှာသတိထားပါတဲ့နှင်းနေကိုတဲ့ငါတို့လူအပေါ်မှာတက်နေတဲ့လူတွေကတော့ဘာမှမဖြစ်ဘူးပေါ့အကိုစင်းနေတဲ့လူတွေပါရဲလောင်နေလိုက်နော်အောင်နေသွားနေတယ်ဒီကမှာ easy နော်သူခိုက်တာလေးပဲမလို့ရခိုက်တာကကောင်းနေပြီပြောလေပေါင်းတဲ့ဆောင်ဒီလိုလေးရပါတော့ဘာငါခုချိန်ကြီးတစ်ခါမှ reply မလုပ်နိုင်ဘူးဒီကိုလည်းသွားမကြဘူးငါတော့မရှိနိုင်လို့ခဏတော့ခုလေးစပါရည်တယ်ဘာလို့မှကြတယ်1ယောက်2ယောက်3ယောက်4ယောက်5ယောက်6ယောက်9ယောက်10ယောက်9ယောက်10ယောက်11ယောက်12ယောက်13ယောက်14ပါလေဒီလိုဘာမလုပ်နိုင်ကြလားyes
လုံးမရေအဖိုက်ချိုက်ကငါ့ကိုပဲတတ်သွားနေပြန်တွေ့မယ်ငါအဲ့အဖိုက်ချိုက်ကိုလုံးဝမကြည့်နဲ့ဘူးငါတယောက်တည်းမပိုင်းမလုံးနိုင်တာဟာလက်စမ်းနဲ့လက်စမ်းတော့ဟိုပါလေဟိုဒုံးညံစီးတဲ့နေရာကိုသွားမှာဟုတ်တယ်ဟဲ့မိုးရီအောင်လာပြီနော်ဒီကတော့ဒုံးညံစီးချက်ချင်းဥတီရကွာကျန်တဲ့နေရာဘယ်လိုနေရာမှဥတီရအကြောင်းမရှိဟိုဒုံးညံနောက်ကျမယ်နေရမိုးအောင်လာပဲဖြစ်ဖြစ်မုံအိုးတာပဲဖြစ်ဖြစ်ကွာရှော့မထိုင်ရထွက်ကြတော့ငါ့ကုန်းဟိုဂျမ်းကုန်းလေးပဲထွက်လေထွက်ပဲပါလို့ထွက်လည်းမကြောက်အားဆန္ဒစတိုးโอ้ยตีน้อย哈这个颜色ပဲတဘာပေါက်ဒီအင်းကြီးမှာဘယ်ပိုင်းမလုံးနိုင်လို့လားတခုတော့လုံးနိုင်ရပြီလို့လုံးကောင်းရတယ်တခုမှမလုံးရနိုင်ရသေးဒီကင်းကခတ်တယ်ဟာအရင်ကင်းကြီးလည်းမတူကျွန်တော်ဟိုစောင့်နေကြဟာဘယ်ပိုင်းလုံးနိုင်လဲ 50 second နဲ့ okay 50 second မှာဘာဖြစ်မလဲမသိဘူးဘောတော့မအောင်ဆိုတခုခုတော့တခုခုပဲအဖေထိုက်တယ်မဟုတ်တောင်းနေစရာထက်မီးတောင်ပေါက်ပွဲမှာလားမသိမီးအောင်ပေါက်ပွဲကိုကြောင့်ဆူနာမီဖြစ်နိုင်တယ်ဆိုတကယ်လားကောလာဟာတိုင်းအားလိုက်ပါဆူနာမီပဲဖြစ်မှာဆိုတော့ပြောတယ်ဒါကိစ္စမရှိဟုတ်တယ်ဆူနာမီဟဲ့သွားပြီဆူနာမီစင်ကသွားဟဲ့ဟာမမီမမလာနေမမီဘုံထိုက်တီကတော့လုံးဝပါသွားပြီ။အောက်ဆုံးတက်တက်ပြောနေတာဒုတိယထက်တောင်နည်းနည်းထူလာရအောင်ဆုံးထက်တီကတော့လုံးဝနည်းနည်းပေါ့
သူငါမီရပါဝဲဟဲ့ဘာဖြစ်တာလဲဟာတော်တော်လုံးမဆိုတော့